အောင်လံမျိုးကတိကံရွာမှာညအိပ်ရက်နာခဲ့တဲ့ကျောင်းသားတပိတ်စစ်ကြောင်းဟာရက်20တဲ့ဝင်လာချိန်မှာမကွေးတိုင်းကနေပဲခူးတိုင်းကိုပိတ်ဆို့တားမြစ်မှုမရှိဘဲဒေသခံပြည်သူနဲ့ကျောင်းသားတွေရဲ့ကြိုးစိုးဝန်းရံပေးမှုကြောင့်ဖေဖော်ဝါရီ9ရက်နေ့မှာတော့ပြည်မြို့ကိုဆိုက်မြက်ရောက်လာခဲ့ပါတယ်။မကွေးတိုင်းနဲ့ပဲခူးတိုင်းနယ်စပ်ကရုံပြူတောင်မှာရဲတပ်ဖွဲ့အင်အားတွေနဲ့အတားအဆီးတွေကြုံရမယ်။စွမ်းအားရှင်တွေရဲ့နှောက်ယှက်မှုရင်ဆိုင်ရမယ်လို့ထင်ထားခဲ့ပေမဲ့ပြည်နည်းပညာတက္ကသိုလ်ကကျောင်းသား300နဲ့ပြည်သူတွေအရက်ဖက်အဖွဲ့အစည်းတွေဟာပြည်မျိုးကထွက်ပြီးရုံဖြူတောင်ထိလာကြိုကြတာမို့လမ်းဖွင့်ပေးလိုက်ရတဲ့သဘောဖြစ်တယ်လို့တပိတ်မောက်ကျောင်းသားကိုဟိန်းစော်ဝင်းကပြောပါတယ်။ဒီရုံဖြူတောင်မှာပထမကတားဆီးမယ်လို့ပြောတယ်နော်။စွမ်းအားရှင်တွေနဲ့ရဲတွေကတားဆီးမယ်လို့ပြောတယ်။ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအချိန်မှာကျောင်းသားပြည်မျိုးကပေါ့နော်ပြည်နည်းပညာတက္ကသိုလ်ကကျောင်းသား300လောက်ရောက်လာတယ်။နောက်ပြည်မျိုးမှာရှိတဲ့လူမှုကွန်ရက်တွေလည်းရောက်လာတယ်။ကျွန်တော်ထင်ပါတယ်အဲ့ဒီကျောင်းသားတွေရဲ့အားနဲ့ပြည်သူတွေရဲ့အားကိုသူတို့မလွန်ဆန်နိုင်တဲ့အတွက်ဒီအတားအဆီးတွေကိုဖွင့်ပေးရတယ်လို့ပဲကျွန်တော်မြင်တယ်။တပိတ်မောက်ကျောင်းသားတွေပြည်မြို့မရောက်ခင်လမ်းတစ်လျှောက်မှာဒေသခံပြည်သူတွေကစားတောက်ဆရာတွေပန်းစည်းတွေနဲ့တပိတ်စစ်ကြောင်းကိုကြိုဆိုခဲ့ကြပြီးကျောင်းသားတွေကလည်းအမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ရတဲ့အကြောင်းတွေဟောပြောခဲ့ကြပါတယ်။တပိတ်စစ်ကြောင်းတစ်လျှောက်ကျောင်းသားတို့အကြမ်းဖက်ခံရမယ်ဆိုရင်ဒါဟာအစိုးရရဲ့တာဝန်သာဖြစ်ပြီးတပိတ်ကိုနောက်ွယ်ကကြိုးကင်သူတွေရှိနေတယ်ဆိုတဲ့အစိုးရရဲ့အသုံးနှုန်းဟာအရင်စစ်အစိုးရရဲ့လုပ်ကွက်တွေသာဖြစ်လို့မသုံးသင့်တော့ဘူးလို့ကိုအောင်နေပိုင်ကပြောပါတယ်။ကျွန်တော်တို့ကျောင်းသားတို့ကိုဒီလိုအကြမ်းဖက်တာတွေကြုံလာရင်ဒါအဲ့လိုဖြစ်လာရင်လက်ရှိဆိုရမှာဒါတာဝန်ရှိဆုံးပဲဖြစ်တယ်။ဒါဒီအဲ့လိုလုပ်နေတာဒီဒါလက်ရှိဆိုရရဲ့အသွင်သဏ္ဍာန်ကိုဖော်ပြနေတယ်လို့မြင်တယ်။အဓိကဒီအစိုးရဘက်ကနေပြီးတော့အစိုးရဘက်နေပြီးတော့ကျွန်တော်တို့ကိုပြောတယ်ဒီကျောင်းသားမဟုတ်တဲ့လူတွေပါတယ်ကျွန်တော်တို့ကျောင်းသားမဟုတ်တဲ့ဒီလူတွေကနောက်ွယ်ကနေကြိုးကင်ပြီးတော့အင်အားစုတွေကပါလာမယ်ဆိုပြီးတော့သူတို့တွေသတင်းစာတွေထုတ်ပြန်ကြေညာတဲ့အချက်တွေရှိတယ်အဲ့ဒါဒီကိစ္စပေါ်မှာတော့ကျွန်တော်တို့ဘက်ကပြောချင်တာကဒီလိုနောက်ွယ်ကနေပြီးတော့အဖွဲ့အစည်းတွေရှိတယ်လို့ပြောနေတဲ့စကားတွေကရခိုင်စစ်အစိုးရလက်ထက်ကစကားတွေပါအဲ့ဒါကျွန်တော်တို့ဒီတကယ်တမ်းကျတော့ဒီစကားရက်တွေဒီစကားလုံးတွေဒီအသုံးနှုန်းတွေကိုဒီမိုကရေစီသွင်ကူးကောင်းကာလမှာလက်ရှိဦးသိန်းစိန်အစိုးရအနေနဲ့မသုံးသင့်တော့ပါဘူးဒါကျွန်တော်တို့ဘက်ကပြောချင်တာပါနော်မန္တလေးကနေပြည်မြို့ရောက်အမျိုးအနေနဲ့ကဒေသခံပြည်သူထောင်ပေါင်းများစွာရဲ့အားပေးထောက်ခံမှုတနေ့တခြားမြင့်တက်လာချိန်မှာပဲမြန်မာအစိုးရကဖေဖော်ဝါရီ17ရက်နေ့မှာ၄ပွင့်ဆိုင်ဆွေးနွေးဖို့သဘောတူလိုက်ပြီးဆွေးနွေးပွဲစချိန်မှာတပိတ်တွေရက်ဆိုင်ပေးထားဖို့ကြေညာချက်ထုတ်တောင်းဆိုခဲ့ပါတယ်